2002ခုနှစ်ကစပြီးသမင်းတိုင်းလေးဖွင့်ခဲ့တာပါသမင်းတစ်ခါပြင်200နဲ့စဖွင့်ခဲ့တာပါဗျကျွန်တော်တို့ဆိုင်မှာဆိုရင်တော့ဟင်းရဆုံးပါတယ်နော်ဝတ်သားအချိုနက်ရဲ့ဝတ်သားပုံရင်ကြီးဝတ်သားမြစ်ချင်းဝက်စတူလို့ပေါ့နော်ပြီးရင်ကြက်သားကြက်မြက်ကြက်သေးအမဲသားစိတ်သားပေါ့ငါးငဖယ်စိတ်ကလေးသားတို့ကွက်ဥကြက်တို့ပေါ့မိရဖေးမိသားစုတွေပေါ့တခြားအပြင်ပဝန်ထမ်းမပါဘဲနဲ့အိမ်ရင်ဖွင့်ခဲ့တယ်အိမ်မှာတင်ဆိုတော့နေရာကျင်းတယ်စားဝိုင်းတွေအရန်ကြတယ်ဆိုရင်နေရာမပေးနိုင်ဘူးပေါ့နော်အဲဒီတော့ကတော့စားတဲ့သူတွေကလည်းတချို့ဆိုရင်မတက်ရက်ပြီးတော့ပဲစားသွားတယ်လိုက်ပွဲပကံရဲ့မဟုတ်ဘဲနဲ့စားတဲ့ပကံထဲမှာပဲသမင်းလိုက်ပွဲလေးလာယူတာမျိုးပေါ့ဒီလိုအခြေအနေလေးနဲ့စရောင်းခဲ့တာပါဗျဒီဘက်ကတော့ပုံစံတိုင်းနဲ့နီးတော့ပေါ့နော်အခြေခံလုပ်သားလေးတွေများတယ်ပြီးရင်ဝန်ထမ်းလေးတွေစားတာများတယ်ပေါ့အဲ့တော့အခုတို့ကမင်းတစ်ခါပြင်ကို3500နဲ့ရောင်းပါတယ်လိုက်ပွဲတစ်ပွဲကို900ပါခင်ဗျကျွန်တော်တို့ဆိုင်လေးကိုလာရောက်ပြီးတော့ပေါ့နော်စားသုံးကြည့်ဖို့စားဘူးတဲ့သူတွေရောမစားဘူးသေးတဲ့သူတွေရောဖိတ်ခေါ်ပါတယ်ကျွန်တော်တို့ဆိုင်ရဲ့လိပ်စာကတော့33တန်း85 86ကြားမှာပါခင်ဗျ